Mahadamatika Bahuzana Hitadada 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 Mahadamatika 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 Bahuzana Hitadada Sayado gong yi pian tin mui mya u khai gro le ji nyu ma wa Tai kha wa ro tong se ji nyu ma wa ji nyu ma wa Dhamma Sriya sa cha ran aung myin ne le taya lan pya Anina se jo nainga wang Dhamma Asariya Thera wara pitaka chansa Leo nyi nyong pya Buddha Dhamma Tanga kai mati yaza kai mati kilo ho chwe Tanga ro apwe si Masan chi ma shung cha Phyaung ma ayu mya phaya nei taya Tabi dayaka me sakhan lan pya Ucha phu mawa pwe gong du de zai tu cha wi ti ta Sayado gong yi pian tin mui mya u khai gro le ji nyu ma wa Tai kha wa ro tong se ji nyu ma wa ji nyu ma wa Dhamma Sriya sa cha ran aung myin ne le taya lan pya Anina se jo nainga wang Dhamma Asariya Thera wara pitaka chansa Leo nyi nyong pya Buddha Dhamma Tanga kai mati yaza kai mati kilo ho chwe Tanga ro apwe si Masan chi ma shung cha Phyaung ma ayu mya phaya nei taya Tabi dayaka me sakhan lan pya Ucha phu mawa pwe gong du de zai tu cha wi ti ta Shwe yadu mingala sin yin tai sai mo Bong Baya Shin Deza Sara Mo Bowetu Tu Tepamago Tabi Payita Kong Ate Tatay Naito Where does it shame Waji Labo Mahadamatika Bahuzana Hitadara Talon Myago Mahadamatika Bahuzana Hitadara Talon Myago Tadana Dazabwe Yage Sum Winia we do Yage Sum Tadana Dazabwe Yage Sum Winia we do Yage Sum
မြတ်စရာဘွဲတော်ဘွဲတစိတ်ထူလေးမြတ်ဆက်ကခံယူဖို့ပြောမဆုံးကြပါတပြည့်မြတ်အစုံဘိုလွန်ထက်တာကုန်ဘိုလွန်ထက်တာကုန်ရှင်နေမင်းဆရာတော်ဘုရားမဟာဘွဲတစိတ်သာလွန်မြတ်ကုန်ရှင်နေမင်းဆရာတော်ဘုရားမဟာဘွဲတစိတ်သာလွန်မြတ်ကုန်ဦးခိုင်လက်ဆုံးဦးခိုင်လက်ဆုံးဂုံဂုံမဟာဘွဲတော်ဂုံရွှေရတုမင်္ဂလာစင်ရင်တိုက်ဆိုင်မှုဘုံဘုရားအရှင်တေသာစာရမိုးဘွယ်တူတူတက်ပမာကိုတပြေးပရိသတ်အကုန်အသိတသိမ့်နေတော့ဘွယ်တစိတ်အရှိန်ဝါကြီးလာဖို့မဟာဓမ္မဂတိကဘဟုဇနာဟိတဒရတာလွန်မြတ်ကုန်မဟာဓမ္မဂတိကဘဟုဇနာဟိတဒရတာလွန်မြတ်ကုန်သာသနာတစပွဲရခဲ့အစုံဝိနည်းဝိတုရခဲ့အစုံသာသနာတစပွဲရခဲ့အစုံဝိနည်းဝိတုရခဲ့အစုံမြတ်စရာဘွဲတော်ဘွဲတစိတ်ထူလေးမြတ်ဆက်ကခံယူဖို့ပြောမဆုံးကြပါတပြည့်မြတ်အစုံဘိုလွန်ထက်တာကုန်ဘိုလွန်ထက်တာကုန်ရှင်နေမင်းဆရာတော်ဘုရားမဟာဘွဲတစိတ်သာလွန်မြတ်ကုန်ရှင်နေမင်းဆရာတော်ဘုရားမဟာဘွဲတစိတ်သာလွန်မြတ်ကုန်ဦးခိုင်လက်ဆုံးဦးခိုင်လက်ဆုံးဂုံဂုံမဟာဘွဲတော်ဂုံဂုံဂုံမဟာဘွဲတော်ဂုံဂုံဂုံမဟာဘွဲတော်ဂုံမျိုးဘာသာရင်ကျေးမှုတော့ဘသူ့ကိုမှမခွဲခြားဘူးအေးအတ္တဤအတ္တနောနာတော့ကိုအားကိုအားကိုအေးဒါကတော့မင်းတို့ကျင့်မှမင်းတို့ရမှာငါဖျားလည်းပဲကျင့်လို့ရခဲ့တာသားတော်ရာဟုတာလေးလဲငါသားတော်လေးပဲဆိုပြီးရော့မေးမဉ္ဇဉ်ဘုံညာတရားတို့တရားများတွေယူဆိုပြီးပေးလို့မရဘူးဒီလိုကျင့်ရင်ဒီလိုရမယ်ဆိုပြီးတော့လမ်းညွန်ချက်ကိုပဲပေးတာဒါကြောင့်ကိုအားကိုအားကိုနားလည်ပြီလားကဲဒါကြောင့်မလို့ရတရားပေးလိုက်ပြီယရဏသုံးပါးကိုအားကိုပါမိဘဆရာကိုဘာဖြစ်လဲလှုပ်ချွေးပါသီလသမာဓိပညာကိုကျင့်ပါဘာလို့သေးလဲလို့သေးလားဒါကြောင့်မှတ်ချက်ကလေးပေးမယ်
ကံနဲ့ရင်ကုသိုလ်နဲ့အစားထိုးပြောကြည့်ပါကံနဲ့ရင်တို့ဒီကောင်မောင်နှမတွေဘာနဲ့အစားထိုးမယ်ကုသိုလ်နဲ့အစားထိုးမယ်ဉာဏ်နဲ့ရင်တော့ဝရိယနဲ့အစားထိုးမယ်ဉာဏ်နဲ့ရင်ဘာနဲ့အစားထိုးမယ်ယခုဘုံဘုံဟောတာနားလည်လားဒီနားမလဲသေးရင်လည်းပဲထက်ကနားလဲအောင်နားထောင်နားလဲတဲ့သူတွေကပြန်ပြောအဲ့ဒီလိုမျိုးလုံလောက်ဝရိယနဲ့ကြိုးစားပြီးတော့2ခေါက်3ခေါက်4ခေါက်6ခေါက်နားထောင်လိုက်လို့ရှိရင်နားလဲသွားရောပေါ့ဘုံဘုံတို့စာတဲ့တုန်းကစာချတဲ့ဆရာကပြောတယ်ဒီကောင်နေမင်းတို့ဒီစာခုတည်းမရသေးဘူးလားမာနပါဘုရားမရသေးဘူးအေးအဲ့တော့ငါခိုင်းတဲ့အတိုင်းလို့ရလိမ့်မယ်အခေါက်20ငါရှိတယ်ဖတ်ဘယ်နှခေါက်ဖတ်အခေါက်20လောက်ဖတ်မှတော့ဒီစာချောပြီပေါ့ရပြီပေါ့ကိုယ့်ဟာကိုယ်ကြတော့အဲ့ဒီလောက်မှမဖတ်ပဲနဲ့အခုလည်းပဲဉာဏ်နဲ့ရင်ဝရိယနဲ့အစားထိုးဘုံဘုံဟောတဲ့တရားနားမလည်ဘူးဆိုရင်အခေါက်20လောက်နားထောင်လိုက်စမ်းအမလေးတော့ဘုံဘုံတောင်လာဟောเสียမလို့နော်သားတို့တောင်ပြန်ဟောလို့ရအောင်သမီးတို့လည်းဟောရတာပဲအဲ့လောက်ကြီးမလုံးကြဘူးဒါကြောင့်မို့လို့ဉာဏ်နဲ့ရင်ဘာနဲ့အစားထိုးဝရိယနဲ့အစားထိုးနောက်တစ်ခုပြောမယ်ဂုံနဲ့ရေရှိုးသူရမှာမိဘနဲ့ဆရာကြည်ကြရမှာသီလတိတ်္ခာသမာဓိတိတ်္ခာပညာတိတ်္ခာဂိုင်ပရိသတ်ကြီးအနည်းချုပ်ကလေးဖျားပြီးတဲ့ရေရာရပြီနော်ဒါဆိုရင်သူယခုဘုံဘုံကသားတို့သမီးတို့ကိုရေတရားကြည်ဖို့ရန်အတွက်မိဘကိုပြုစုလုပ်ကျွေးနိုင်ကြစေဖို့ရန်အတွက်မိဘရဲ့ကျေးဇူးတရားတွေအကျဉ်းသာမေတ္တာပုံရိပ်တွေကိုသိဖို့ရန်အတွက်ဟောပြခြင်းနဲ့ခေါင်းစဉ်လေးပေးထားတာကမြေတစင်းရဲ့အစည်းစင်းတရားတော်ဘာတရားပါလဲThank you.
လုပ်တာတော့ဘုရားဘာဝနဲ့ဖြစ်နေပါတော့ပါဝေရလည်းအောင်ပါလို့မရဘူးဘယ်လိုဖြစ်နေလဲဘုရားကဉာဏ်ရှိသွားတယ်သူရဲ့တရားလည်းဉာဏ်ပြီးတော့ထွက်သွားတယ်ဝေနေထွက်တယ်ဝေနေဒါလေးပဲရှိဒါလေးပဲဒါဟာမနတာမဟုတ်ဘူးမြတ်တာမဟုတ်ဘူးအာရဝါရီတာမဟုတ်ဘူးဒါဆိုရင်ကံစံတတ်ပြီးသူ့အလိုလိုပဲလုပ်နေတာပဲခိုင်နေတဲ့ရတာကိုမရဘူးအနေစာတရားပဲဖြစ်လိုက်ဝင်လိုက်ဟောနေစတဲ့ပါတော့လားလူတွေဒီကောင်းကျမ်းပါအရွယ်လေးကောင်းကိုမသိတာအခုဒီဆရာတော်ကြီးအောက်ဆီဂျင်ပိုင်းနဲ့တဲ့ပုံမှာထားခဲ့အသက်တစ်ချက်ရှိသွားတာပြန်လာနိုင်တာဒါကြောင့်မို့ဒီဝင်တဲ့ထွက်တဲ့တာလည်းအင်္ဂါပြင်းနေပါနဲ့မရှိတဲ့ဆက်နေတဲ့အခါကျတော့ဒီလူတွေကြပါပါဒါကြောင့်မို့သိစက်နေတဲ့ဒုက္ခတရားကြီးဘာလို့လူမပေါ်လာတော့ပါဒီဒုက္ခကြီးကိုလူမဆက်လို့လက်ခံတာတော့ပါဒီပါပဲမဆက်တဲ့နေရာကျဲတဲ့နေရာပါအဲ့တော့မြေတဲ့ဘယ်တော့စီးရဲနေစီးရတာကြီးမဆက်တဲ့အတတ်နဲ့ချင်းယောဂနာကြီးနေစတဲ့လူတွေလက်ခံရတဲ့အတွက်ကြောင့်အစိုးတရားပူဇော်ပိုင်းပူဇော်နေရဘာမှမဖြစ်ပါလားအဲ့ဒါကတရားပဲဒါစီတကယ်ရှိကိုဉာဏ်နဲ့ကြည့်တယ်အနေစာမြဲလာတယ်ဒုက္ခဆင်းရဲလာတယ်အနတ္တအစိုးမရပူဇော်ပိုင်းဘာတစ်ခုမှမရှိပါလေဒါပဲလားဒါစီတရားအားနဲ့ကြိုးရတဲ့အခါလူကြည့်ရတဲ့အခါတကယ်ရင်ကောင်းပြီသူတော်ကောင်းပြီမိကောင်းစီကောင်းနေတယ်တွေ့ရတဲ့တရားကောင်းနေတယ်လူတွေတွေ့ရတယ်အဲ့တော့ဒီစီဥစ္စာရှာပြီးအများလူဒန်းတာဒါနဆိုတဲ့နေ့ရတာပဲအာနာဝီကျမ်းမာတဲ့နေ့ဟာသူချင်းဒီတရားပဲဒီလိုတရားတော်ဒီနာသာမိမိရဲ့စိတ်ကလေးကိုပြန်နှံပြီးလက်နာဒီလိုတရားထားတဲ့အချိန်ကစတဲ့ရဝင်တဲ့အချိန်ပြန်နှံလိုက်တာ။အော်ဒီလိုပြန်စီးချုပ်လို့လေမဆုံးနိုင်နဲ့ဟောဒီကံတာကိုကြည့်စံရပါလား။ဒီလိုနဲ့တော့ရာဟောဒီကံဟောဒီအာရိနံမာယာဒီဒီကံတော့တရားရပြီ။ဒီလိုလေဘောဝေနာပဲအချိန်ကံတော့လည်းဘုရားကဘုရားလည်းကျုပ်ရဲ့ဒီဆိုပါတာနာပဲအဲဒါကြောင့်ဘာစီချုပ်တော့ဒါနာပိအဘာဝနာဆိုတဲ့အနှစ်သာရမရှိရင်အာဟုဇာမရှိဘူးအဲဒါကိုဘုရားရှင်ကဘာကိုအာဟုကိုလုံးတဲ့ဒီကတာဒီနေတာကိုလည်းနေချမ်းတဲ့အာဟုဇာအစစ်မှန်တယ်ဘုရားရှင်တော်ရဲ့ဒီကဟောကြားခဲ့တာအဲဘုရားရှင်လူတော်စင်တော်ကိုမိမိရဲ့ဘာပဲတန်ချီလေးမှာလူပေါ်မိမိကိုတနေ့နေ့အားနဲ့ဘုရားဆယ်နှစ်နောက်ပြီးတော့လူပြီးဆန္ဒမင်းအဲဒီလေးစီတရားနဲ့ချီလေးမှာစိတ်လေးကိုနေနေတာဘယ်လိုလေးမှာပတိုင်းပြီးပါပတိုင်းပြီးပါရဲ့အိစာလေးအောက်နိုင်ရဲ့စီးရဲ့ဒုက္ခလေးအဲ့ဒါကြီးကိုဘုဇုတော်ပိုင်းစိုးရတာသူ့မှာရှိတဲ့အနာဂတ်တရားပါလေလားအဲ့ဒီစီးရင်သုံးသပ်ပြီးဘောဝတဲ့စင်စီမှာဒီနာသမားကြီးဒီနာတရားကိုပြီးပြီးရဲ့ဘောဝပြည့်ပြည့်နိုင်တဲ့ဘုလိုကောင်းတွေကိုစီပြည့်ကြပါစေကုန်သတည်းသာဓုသာဓုသာဓုအာဟု
နိဗ္ဗာန်သာပစ္စယောဟောတုအရှင်ဘုရားယာပိတော်တို့သည်မြမတိတိကုအချိုဓမ္မတရေကိုစေခြင်းပါပူဇော်ကြပါကုန်၏အရှင်ဘုရားဒီကောင်းမှုကိုအကြောင်းပြု၍လူတန်သမျှဘာနာမှုကိုစောင့်ကြည့်သမျှဒီလာမှုကိုဝါပြာသမျှဘာဝနာမှုကိုမုဒ္ဒဓမ္မတန်ခါပယဝိသပါရတိကသံဃိတာဝိဝိယသောကုသိုလ်ကောင်းမှုအစုစုသည်နိဗ္ဗာန်ရောက်ကြောင်းအာကြီးသောကထာဝကံဖြစ်ပါစေတည်းဒီကုသိုလ်ဤအဘုဘာကကိုရှိရှိဘဝယခုဘဝဘောဆန္ဒရာဘုံသောအမိအပအဘောအဘဝဆရာသမားအစာအာယေ30တော်လုံးစုံသောတတ္တဝါတို့အားဤလူဤမြတ်ဝိနာပါတော်ဤဒီကုသိုလ်ကိုကြာတိကြ၍အမြာရာ၍ကိုယ်စိတ်နှပြချမ်းသာတာပါစေအထူးအားဖြင့်ဉာဏ်ပရိတော်တို့ဤပြုလို့တရားသောကုသိုလ်ကောင်းမှုအစုစု၏အဘုဘာကကိုဤနေရာဤဌာနဤနိုင်ငံဤဘောတော်ဤရေကြီးကိုအဆက်ဆက်ကပိုင်ပါရတော်ဆောင်းရှောက်ရတော်နမြတ်နတော်နာပေါင်းတို့နှင့်တကားဉာဏ်ပြီးတော်တို့၏ကုသိုလ်ကောင်းမှုကိုမျှော်လင့်နေကြတော်မျှော်လင့်နေရတော်ဆောင်းသားနေရတော်ယင်အမမြင်နေရာများစွာတတ္တဝါတို့အားဒီကောင်းမှုကိုရကြပါစေကြားကြပါစေသိကြပါစေအမြတ်ဝေပါ၏အမြာရာ၍ကိုယ်စိတ်နှပြချမ်းသာကြသည်ဖြစ်ကြပါစေသောအာလောကာယရာကုသိုလ်အမြာအမြာအမြာယူတော်မူကြပါသောအာလုအာလုအာလုအာလောကာယရာကုသိုလ်အမြာအမြာယူတော်မူကြပါသောအာလုအာလုအာလုအာလောကာယရာကုသိုလ်အမြာအမြာအမြာယူတော်မူကြပါသောအာလုအာလုအာလုကိုချင်းအလေးအကျဉ်ရှိကြပေကုန်သောသင်သူတော်ကောင်းပေါင်းတို့မှာအာယုဇတတန်းရှိခြင်း၎င်းဩနောဇယောစင်ကောင်းခြင်း၎င်းဒုက္ခဆကိုယ်စိတ်နှပါချမ်းသာခြင်း၎င်းပလန်ဆကိုအာဉဏ်အားနှင့်ပြည့်စုံခြင်း၎င်းအာရောကျန်စာချမ်းမှတန်ရှင်အနာယောဂတွေကင်းခြင်း၎င်းဣတိဤသို့ပင်စဓမ္မအကျိုးတရားဤ၅ပါးတို့သည်နေဆံအမြဲမပြတ်တသက်ပါလုံးဟောတံဒုတက်လာသောနေလိုဒုလာသောရေလိုတနေ့တခြားဒုတဲ့စီကားကြပါစေကုန်သတည်း
သက်တွေကျမ်းမာရွှင်လန်းကြပါစေကျမ်းမာရွှင်လန်းကြပါစေဆရာတော်ကမေတ္တာပို့လို့ဝေပေးပြာကွာဝေးကြပါစေပေးပြာကွာဝေးကြပါစေကိုယ်စိတ်နှပြချမ်းသာစေကိုယ်စိတ်နှပြချမ်းသာစေဝမ်းနဲ့ဆန္ဒတထတဲ့ကြစေဝမ်းနဲ့ဆန္ဒတထတဲ့ကြစေပြန်မမေ့တရားတွေ့အပြည့်သူများဖြစ်ပါစေ